Hello အားလုံးပဲမင်္ဂလာပါရှင် Story by King Channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ Pollyanna ဝတ္ထုလေးရဲ့အပိုင်း9ကိုဆက်လက်ပြီးဖတ်ပြသွားမှာဖြစ်ပါတယ်ရှင်ညစာပြီးမှာပေါ့နော်နန်စီကနောက်ဖက်လေးကလေထက်ကိုတက်သွားခဲ့ပေါ့နော်သူပါစက်မှာလည်းနွားနုနဲ့ပေါင်မုံတဲ့တော့တကယ်တဲ့ကလေးကနညငိုရိုးပြီးအခုပဲအိတ်ကျော်သွားရှာတာကိုဆိုပြီးတော့ပြောဆိုပြီးတော့အပေါ်တက်သွားရပေါ့နော်တကားကိုဖွင့်ပြီးတော့ဟဲဘဲရောက်သွားလဲဗမာလဲသမီးကလေးရေဗမာလဲလို့ပေါ်လီယာနာကိုသူမတွေ့တဲ့အခါမှာပေါ့နော်တပြားတလင်းနဲ့လိုက်ရှာခဲ့ပေါ့နော်အခန်းတစ်ခုလုံးဗီဒီယိုရဲ့ဂရင်အောက်လာဘယ်လာညာလာဆိုပြီးတော့သူကလိုက်ရှာခဲ့အခါမှာတော့သူကမတွေ့ခဲ့ဘူးပေါ့နော်အဲ့မှာလှေကားလေးပြေးစင်ပြီးတော့ဥယျာဉ်ထဲမှာအလွတ်လုံနေတဲ့အဖိုးကြီးတွန်ထန်ကိုပြေးလာပြီးတော့မီးလိုက်တယ်ပေါ့နော်မစ္စတာတွန်ကလေးမလေးမရှိတော့ဘူးရှင်မြင်မိသေးလားလို့ငိုယိုပြီးတော့ပြောတယ်မိုးပေါ်မှာပြန်သွားသလားမသိဘူး။ तू ကနတ်တီကလာတာဆိုတော့ဟုတ်မှာပေါ့ထရလေးကလေးရဲ့အခုပဲကျမကိုနွားနုံနဲ့ပေါင်မုံပဲကျွေးလိုက်လို့ပြောလို့လေလို့ဆိုပြီးတော့ तू ကငိုယိုပြီးတော့အဖိုးကြီးကိုပြောနေရပေါ့နော်။ကောင်းကင်မှာနတ်တုတ်တာတွေပါတယ်စားနေပြီပေါ့တကယ်ဟုနန်စီကရှောက်ပြောပြီးတော့ငိုယိုနေရပေါ့နော်။အဖိုးကလည်းခါကိုဆန့်ပြီးတော့ရက်လိုက်ပြီးတော့သွားပြီဟုတ်လားကောင်းကင်ဟုတ်လားဆိုပြီးတော့အဖိုးကဦးတူတူနဲ့ပြန်ပြီးတော့မင်းနေပေါ့နော်နန်စီကိုပြန်ပြီးတော့ကြည့်လိုက်တယ်အဲ့မှာအေးဟဲ့နန်စီရဲ့ကောင်းကင်ကိုတက်ဖို့အနည်းဆုံးနေရာကိုသွားရနေတူတယ်လို့ဆိုပြီးတော့မိုးကောင်းကင်နောက်ခံဖြင့်ထင်ရှားလျက်ရှိရဲ့လေတဟူးတိုက်နေကြကြောက်ဆောင်ပေါ်တွင်သူ့ကိုယ်သူမလဲအောင်ထင်းကရက်နေတဲ့သွေးသွဲတရံတစ်ခုစီကိုသူကညှို့ပြလိုက်တယ်ပေါ့နော်နန်စီကိုနန်စီကလည်းအမဲဒီလိုနဲ့ကောင်းကင်ကိုတက်ပြေလို့ဘယ်ရမလဲနန်စီကိုဒီလိုလှုပ်သွားလို့ဘယ်လွတ်မလဲကိုကျညာပြီးမမကမေးရင်ပကံတွေဆေးဖို့မမေ့ဘူးလို့လမ်းလျှောက်ခဏထွက်သွားတယ်လို့ပြောလိုက်ပါလို့အဖိုးတွန်မှာခဲ့ပေါ့နော်ဒေါ်ပေါ်လီကမေးလာခဲ့လို့ရှင်ပကံတွေဆေးဖို့မမေ့ဘူးလမ်းလျှောက်ခဏထွက်သွားတယ်လို့ဒီအဖိုးကြီးတွန်ပြန်ဖြေခိုင်းလိုက်တာပေါ့နော်အမှ तू ကကလေးကိုခေါ်ဖို့ကွင်းညင်ကိုဖြတ်လျှောက်တောင်ကုန်းကလေးစီလိုက်သွားခဲ့ပေါ့နော်အဲ့မှာဒီအပိုင်းကားလေးရဲ့ခေါင်းစဉ်ကတော့ထူးဆန်းတဲ့ကစားနည်းပဲဖြစ်ပါတယ်ပေါ့နော်အမလီပေါ်လီယာနာကလေးရဲ့သမီးလှုပ်လိုက်တာမမတည်းလန့်သွားပဲလို့နန်စီကကြောက်တုံးကြီးစီကိုတက်လာရင်းနဲ့ပြောလိုက်တယ်ပေါ့နော်ထိုအချိန်ကလေးကကြောက်တုံးကြီးပေါ်မစင်းကျင်နဲ့ရှော့ဆင်လာရပေါ့နော်လန့်သွားရဲ့ဟုတ်လားစိတ်မကောင်းပါဘူးမမရဲ့ဒါပေမဲ့မလန့်ပါနဲ့မမရဲ့တမိအတွက်တော့မစိုးရိမ်ပါနဲ့အမေနဲ့အတင်းကမိမကြီးတွေကလည်းဒီလိုပဲစိုးရိမ်တတ်ကြတာပါပဲနောက်တော့တမိဘယ်တော့မှမစိုးကောင်းကောင်းမွန်မွန်ပြန်ရောက်လာတာကြီးပဲဆိုတော့မစိုးရိမ်ကြတော့ဘူးလေလို့နန်စီကိုပြန်ပြောလိုက်တယ်ပေါ်လီယာနာလေးကနန်စီကကလေးမကြီးလက်ကိုသူ့ကြိုင်ကြားရင်ညှက်ပြီးတော့တောင်ကုန်းအောက်သို့ပြေးဆင်းလာရင်ဒါပေမဲ့သမီးလေးသွားတာမမတိလိုက်တာပဲသွားတာမလည်းမမြင်လိုက်ဘူးလေဘယ်သူမှလည်းမမြင်လိုက်ဘူးအမိုးကိုညာဖောက်ပြီးပြန်သွားသလားလို့တကယ်အဲ့လိုထင်လိုက်ရတယ်လို့နန်စီကပေါ်လီယာနာလေးကိုပြောလိုက်တယ်ပေါ့နော်ပေါ်လီယာနာကပျော်ရွှင်စွာခုန်ပေါက်၍လိုက်လာတယ်ပြန်တာပဲမနန်စီရဲ့ဒါမဲ့အထက်ကိုပြန်တာမဟုတ်ပဲအောက်ကိုပြန်ဆင်းလာတာလေတစ်ပင်ကနေဆင်းလာတာလို့နန်စီကိုပြန်ပြောပြလိုက်တယ်ပေါ့နော်ဟာဘာလုပ်တယ်တစ်ပင်ကနေဆင်းလာတာဒီရင်းပေါက်ကလေးဆိုပြီးတော့နန်စီကအံ့ဩသွားရပေါ့နော်အိမ်ကအမြင့်ပဲအဲ့မှာထကူတကဆင်းလာရဲဆိုတော့နန်စီကအံ့ဩပြီးတော့စိုးရိမ်တဲ့လေတံနဲ့ပြန်ပြီးတော့မိလိုက်တယ်ပေါ့နော်သမီးကလေးရဲ့သမီးရဲ့အတော်ညာသိရင်လေဘာပြောမလဲမသိဘူးလို့ဆိုလိုက်တယ်သိချင်လားသိချင်အန်တီကိုပြလိုက်မယ်လေအဲ့ဒီတော့ဘာပြောလဲဆိုတော့မသိရတာပေါ့လို့ကလေးမလေးကရှင်ပြစာနဲ့ပြန်ဆိုလိုက်တယ်အမလီတစိတ်မလုံးလိုက်ပါနဲ့ပေါ်လီယာနာလေးရဲ့ဘာဖြစ်လို့လဲအန်တီပေါ်လီယာလို့နန်စီကိုပြန်မေးလိုက်တယ်ပေါ့နော်ဘာမှမဖြစ်ပါဘူးနေပါစီမပြောပါနဲ့သူဘာပြောမလဲဆိုတာလည်းသိမသိချင်ပါဘူးတကယ်ပါလို့နန်စီကစိုးရိမ်ပြီးတော့ပိတ်လိုက်တယ်ပေါ့နော်ပေါ်လီယာနာကိုအဆူမခံစေခြင်းလို့ပိတ်လိုက်တာမျိုးပေါ့နော်နန်စီကလာသမီးလေးရဲ့ညညမမပကံဆေးစရာတွေရှိသေးရဲ့တိလားပေါ်လီယာနာတက်လက်စာပဲသမီးကူဆေးပေးမယ်လေလို့ဆိုတော့နန်စီကအိုးမဟုတ်တာသမီးရလဲလို့ပြန်ပြောလိုက်တယ်
အမှသူတို့ပြန်လာခဲ့ပေါ့နော်အင်းစီကိုဒါဘလို့တတိတိနဲ့မှောင်လာခဲ့ပေါ့နော်ပေါ်လီယန်နာနန်စီရဲ့လက်မောင်းကိုပိုးတင်းကျပ်စွာနဲ့ဖတ်ထားလိုက်တယ်မမလန့်သွားအောင်ပဲဝမ်းသာရတော့မယ်ထင်ပါတယ်ဒါကြောင့်မမလိုက်လာပေါ့ထီရလေးကလေးရဲ့သမီးလေးစားလဲစားရောပေါ့ဒါမဲ့မိကိုမိဖို့ခံတဲ့မှာမမနဲ့အတူပေါင်မုံနဲ့နှုတ်ပဲရမယ်ထင်တယ်သမီးရဲ့ဒေါ်လေးကသမီးညသာဆင်းလာမစားရအောင်မကြိုက်ဘူးတိလားသမီးအချိန်နောက်ကြလို့ညစားတော့မရှိတော့ဘူးပေါင်မုံနဲ့နှုတ်ပဲစားလို့ရမယ်လို့နန်စီကပေါ်လီယာနာလေးကိုပြောလိုက်တယ်ဘယ်လာနိုင်မလဲမမရဲ့သမီးကဟိုးပေါ်ရောက်နေရကိုလို့ပေါ်လီယာနာလေးကနန်စီကိုပြန်ပြောလိုက်တယ်ပေါ့နော်အေးပါဒါပေမဲ့ तू ကဒါကိုမသိဘူးလေသမီးရဲ့သမီးလေးပေါင်မုံနဲ့နွားတို့ပဲရစစ်မကောင်းကွယ်လို့နန်စီကဆိုလိုက်တယ်အိုးသမီးတော့စစ်မကောင်းမဖြစ်ပါဝမ်းတောင်တာသည်ဝမ်းတာရဲ့ဟုတ်လားဘာဖြစ်လို့လဲလို့နန်စီကမေးလိုက်တယ်ဘာထရမလဲသမီးကပေါင်မုံနဲ့နွားတို့တိတ်ကြိုက်တာပြီးတော့မမနဲ့အတူလဲစားရမှာမလို့အဲ့အတွက်တော့ဝမ်းတာဆရာပေါ့ဝမ်းတာတိတ်မခတ်ပါဘူးမမရဲ့လို့ပြန်ပြောလိုက်တယ်။သမီးဖို့တော့ဘာအတွက်ညဝမ်းတာရခတ်မှမဟုတ်ပါဘူးလို့နန်ဆရာပြန်ပြောလိုက်တယ်။ဘာမှအစင်တန်စာမရှိရဲ့ထက်ခိုးကလေးကိုကြိုက်နိုင်လောက်အောင်တတိရှိရဲ့ပေါ်လီယာနာအဖြစ်ကိုတွေးပြီးတော့ရင်ထဲမှာတစ်ဆူဆူနဲ့နန်ဆရာအန်အော်မင်သက်စွာနဲ့ဖြစ်သွားရပေါ့နော်ပေါ်လီယာနာကတော့ထင်းချင်းစွာရီလိုက်တယ်အဲ့ဒါကစားနီးတစ်မျိုးပဲလေတိလာမမလို့ဆိုလိုက်တယ်ကစားနီးဟုတ်လားဟုတ်တယ်ဝမ်းတာရဲ့ကစားနီးလေမမရဲ့ဘာရနာရှောက်ပြောနေရလဲသမီးရဲ့လူနန်စီကပြန်မေးလိုက်တယ်အဲ့ဒါကစားနီးတစ်မျိုးလေမမရဲ့ဖေဖေသမီးခဲ့တာကစားရတာတကယ်ပြောစရာကောင်းတယ်လို့ပေါ်လီယာနာပြန်ဖြေလိုက်တယ်သမီးတို့လေငယ်ငယ်ကလေးကစပြီးအဲ့ဒီကစားနီးကိုအငြင်းကစားလာတာထောက်ပံ့ရေးအတင်းအမိမကြီးတွေကိုသမီးကတင်ပြီးတော့သူတို့ကလည်းကစားကြတယ်တချို့ပေါ်လီလို့ပေါ်လီယာနာလေးကပြောပြခဲ့အဲ့ဒါကဘလို့လဲကစားတာနဲ့မတူပါဘူးပေါ်လီယာနာရေပြန်တယ်ပေါ့နော်ရေပြီးတော့တပြင်းလဲချလိုက်တယ်ပြီးတော့မှောင်စားပြုတ်နေပြီဖြစ်တဲ့စီးစာရအောင်တွင်တူကြီးမျက်နာကလေးမှာညှိုးလျနေတယ်ကိုမြင်ရတယ်ဒီလိုလေသမီးတို့စီကိုတာသနာပြုတ်ဖွဲ့ကပို့တယ်အလူကန်ပစ္စည်းတွေထဲမှာပါလာတဲ့ဂျိုင်းတောက်ကလေးတွေနဲ့စပြီးကစားတက်လာကြရလေဂျိုင်းတောက်ဟုတ်လားဆိုပြီးတော့နန်စီကပြန်မိလိုက်တယ်ဟုတ်တယ်သမီးကအယုတ်ကလေးလိုချင်တာလေဒါနဲ့အဖေကအဲ့ဒါလိုစာရေးလိုက်တယ်ဒါပေမဲ့ပစ္စည်းတွေရောက်လာတော့အယုတ်တော့မပါဘူးဂျိုင်းတောက်ကလေးတွေပါလာတယ်လို့အကြောင်းကြားစာရရဲဒါနဲ့ပို့တဲ့လူကလည်းလူလူမမဲဆိုပြီးထည့်ပေးလိုက်တာအဲ့တုန်းကကစားနီးစတာပဲလို့ဆိုလိုက်တယ်အဲ့ဒါဘာကစားနီးလဲမမထင်နားမလဲပါဘူးတခြားပြပြပါအောင်လို့နန်စီကဆိုလိုက်တယ်ရှိရပေါ့ဒီကစားကြီးကဝမ်းတာစရာရှာကြဖို့ပဲဥစ္စာဘာပဲဖြစ်ဖြစ်ပေါ့ဘာပဲဖြစ်ဖြစ်ဝမ်းတာစရာပဲတွေးလိုက်တာမျိုးလေလို့ပေါ်နီယာနာကပြန်ပြောပြရဲ။သမီးတို့အဲ့ဒီကလေးကအဲ့ဒီဂျိုင်းတောက်တွေနဲ့စပြီးဝမ်းတာတယ်ကစားကြတာလို့ပြောရဲ။အန်ရောအယုတ်လိုချင်တာဂျိုင်းထောက်ရလို့ဝမ်းတာစရာရှိမယ်မထင်ပါဘူး။ပေါ်လီယာနာလေးရဲ့လူနန်စီကပြန်ဖြေလိုက်တယ်။ပေါ်လီယာနာကလက်ခုပ်တီးလိုက်ပြီးရှိတာပေါ့။သမီးလည်းအစကတော့မတွေးမိဘူးမမနန်စီလိုပဲလေ။နောက်တော့ဖေဖေကပြပြရဲလို့ဆိုလိုက်တယ်။နန်စီကဒါဖြင့်သမီးကလည်းမမကိုကြွပြဆမ်းမအောင်ဘယ်လိုမျိုးလဲမမတခြားနားမလဲတော့ဘူးလို့ပြန်ပြောလိုက်တယ်ဟာသမီးဒီချိုင်းတောက်တွေကိုတုံးဖို့မလိုတာကိုဝမ်းတာရမယ်လေပေါ်လီယာနာအောင်မြင်ဝင်ကြွားစာဆိုလိုက်ပြီးတင့်ရင်လွယ်ပါတယ်မမကိုဆက်ပြောရဲနန်စီကပေါ်လီယာနာတန်းတော်ငေးမောကြည့်ရင်ကြင်ကြံဖန်ဖန်အေးလို့ဆိုလိုက်တယ်ပေါ်လီယာနာကြင်ကြံဖန်ဖန်မဟုတ်ဘူးမမနန်စီပြောစရာကောင်းတယ်လို့ဆိုလိုက်ပြီးအဲ့ဒီကလေးကစားပြီးသမီးတို့ဒီကစားနည်းရလာတာပေါ့ဝမ်းသာစရာကိုရှားရတာခက်လေးလေးပြောစရာကောင်းလေးပဲလीမမရဲ့လို့ပြပြရဲဖေဖေကကောင်းငင်ပုံသွားတော့ထောက်ပံ့ရင်တင်ကမိမကြီးတွေနဲ့ကြမ်းရစ်ခဲ့တဲ့အခါမျိုးမှပေါ့လို့ဆက်ပြောတယ်အေးဟုတ်တယ်ဘာမှမရှိရဲ့အိမ်ခေါမိုးနာကအခန်းစုပ်ကလေးနဲ့ထည့်ထားခံရတဲ့အခါမျိုးဖြစ်ပေါ့လို့နန်စီကဒေါသတန်နဲ့ဆိုလိုက်တယ်ပေါ်လီယာနာတပြင်းချမိရဲ့အစကတော့ဟုတ်ပါတယ်အတော်ခတ်ပါတယ်သမီးတယောက်တည်းတိတ်အားငယ်နေတဲ့အခါလက်ဖြစ်လို့ပါလीဒီကစားကြီးကိုကစားခြင်းစိတ်တိတ်မရှိတာကောင်းတာလှတာတွေကိုလိုချင်နေတော့မလို့ဒါနဲ့သမီးမှန်နဲ့မှသမီးညနာဘွားမှဲ့ချောက်တွေကိုမြင်ရတာတိတ်မုန်းတာကိုသိရတာရဲ့ရင်းပေါက်ကကြည့်လိုက်တော့တိတ်လှတဲ့ပကြီးကားလိုရှူခင်းကိုမြင်ရတာရဲ့အဲ့ဒီတော့မှဝမ်းသာစရာကိုရှာလို့တွေ့ရဲ့ဝမ်းသာစရာကိုသာလိုက်ရှာနေရင်လေတခြားတစ်ဖက်ကဟာကိုမိမိနေတတ်တဲ့အယုတ်လိုချင်တာမျိုးပေါ့လေလို့နန်စီကိုပြပြရဲ့ပေါ်လီယာနာလေးဆိုလိုချင်တာကလေ
သူကထောက်ပံ့ရေးအတင်းမှာနေရတဲ့အခါမှာအယုတ်ကလေးတွေလိုချင်ပေမဲ့မဝင်နိုင်ရှာဘူးဒါမှမဟုတ်အလူရှင်တွေလူတဲ့အခါမှာရောက်လာတာအယုတ်ကလေးတွေမပါဘဲနဲ့ဂျိုင်းတောက်တွေပါလာခဲ့တယ်ဒါမှမဟုတ် तू ကခြေလက်တွေအကောင်ဆိုတော့ဂျိုင်းထောက်သုံးဖို့မလိုတဲ့အတွက် तू ဝမ်းတာရမယ်ပေါ့အဲ့လိုမျိုးအယုတ်ကလေးတွေပါမလာပေမဲ့ဝမ်းနေစရာမလိုဘူးဘာလို့လဲဆိုတော့ तू ကအဲ့ဒီဂျိုင်းတောက်တွေကိုလည်း तू သုံးစရာမလိုဘူးအဲ့လိုဆိုလိုတဲ့သဘောအထက်ကိုတကအခန်းလေးထဲမှာဘာမှမရှိသူကြိုက်တဲ့အလှပစ္စည်းတွေမှန်တင်ကုန်တွေပကြီးကားတွေကော်စောတွေမရှိပေမဲ့လည်း तू ကဝမ်းတာခဲ့တယ်ဆိုတာကလည်းသူမျက်နှာမှာမှဲ့ကြောက်ကလေးတွေရှိနေတဲ့အတွက် तू မှန်မကြည့်ချင်ဘူးအဲ့အတွက်မှန်မရှိတာ तू ဝမ်းတာခဲ့တယ်ရင်းပေါက်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာလည်းတဘာဝရှုခင်းတွေကို तू အမြင့်အရာလေးပြီးတော့မြင်ရရဲ့အဲ့အတွက်ပေါ်လီယာနာလေးကဝမ်းတာခဲ့ပေါ့နော်အဲ့တော့ဘာမှမရှိတဲ့ထက်ကိုတက်ကအခန်းလေးဖြစ်နေပေမဲ့လည်းပဲ तू ကကောင်းတဲ့အချက်ကလေးတွေကိုတွေးပြီးတော့ဝမ်းတာစရာတွေကိုရှာတွေးခဲ့တယ်ပေါ့နော် तू ဆိုလိုချင်တာအဲ့လိုလေးဆိုလိုခဲ့ရဲ့နန်စီကိုလည်းအဲ့လိုမျိုးလေးပြပြခဲ့ပေါ့နော်နန်စီကလေချောင်းထဲကတက်လာတော့အလုံးကိုညှိုးချရန်ကြိုးစားရင်နန်စီကတပြင်းချလိုက်တယ်ပေါ့နော်အများကြီးတော့တိတ်မကြပါဘူးအခုလိုတိတ်မစင်းစားရပဲပေါ်လာတာကစားနေကြဖြစ်တာကိုဒီနေ့ကတိတ်ချစ်ဖို့ကောင်းတဲ့ကစားနေမလို့တမီးနဲ့အဖေနဲ့ဆိုဒါကိုတိတ်ကြိုက်တာဒါပေမဲ့ခုဆိုကစားဖို့အဖို့မရှိတော့နည်းနည်းခက်မဲ့ပေါ့လို့ပြောပြီးတော့အန်နီပေါ်လီကတော့ကစားမှာပဲထင်ပါလေလို့ပေါ်လီယာနာလေးကဆက်ပြောခဲ့နန်စီကအတမထရပဲစိတ်ထဲမှာကျင်းဆဲရေရွတ်လိုက်ပြီးတခုခုကိုဆုံးပြတ်ဟန်ဖြင့်ဒီမှာသမီးလေးပေါ်လီယာနာရဲ့မမကဒီဟာကိုကောင်းကောင်းကစားတတ်မလားတော့မပြောတတ်ဘူးကောင်းကောင်းကစားမယ်လို့လည်းမပြောနိုင်ဒါမှလည်းကစားမယ်ကွယ်တက်သွေးမှတ်သွေးနဲ့ပဲကစားမယ်တကယ်ဟိုအတတီရောဆိုလိုက်တယ်ဘာလို့လဲဆိုတော့ပေါ်လီယာနာလေးကသူ့အတော်ကိုမျှော်လင့်နေမယ်လို့သူ့အတော်ရဲ့အကြောင်းနန်စီကသိနေတော့သူကကလေးကိုတနာပြီးတော့သူအဖော်လုပ်ပြီးမယ်လို့ဆိုလိုက်တဲ့သဘောပေါ့နော်ပေါ်လီယာနာနန်စီကဝမ်းတာအားရဖတ်လိုက်ပြီးဒါမှမမနန်စီကတိတ်ဟန်ကြတာပဲတမီးတို့တိတ်ပြောမှာပဲနော်လို့အော်ဟဲ့ရီမောင်းနဲ့သူတို့လမ်းမှာပြန်လာခဲ့ပေါ့နော်နန်စီကလည်းတန်တရားဖြစ်လျက်ပင်ပြောမှာပါပဲသူ့ပေမဲ့မမကူတော့တိတ်အားမကိုးနဲ့နော်တီလာမမကကစားတာဆိုဘာမှတတမဟုတ်ဘူးဒါပေမဲ့တမီးလေးနဲ့ကစားဖို့ဖော်ရအောင်လေမမဒီဟာတော့တအားကြိုးစားပြီးကစားပါမယ်လို့ကတိပေးလိုက်တယ်ပေါ့နော်ကလေးကိုပြီးတော့မိဖို့ကန်းနဲ့ရောက်တဲ့အခါမှာတော့ပေါ်လီယာနာကိုပေါင်မှုနဲ့နွားတို့ကျွေးပြီးတော့ပေါ်လီယာနာလေးကလည်းအားရပါရစားခဲ့တယ်ပြီးလို့ရှိရင်နန်စီကအကြံပေးပြီးတော့အန်တီပေါ်လီထိုင်နဲ့စာဖတ်ခန်းရဲ့ရှေ့ခန်းထဲကိုဝင်သွားလိုက်တယ်ဒေါ်ပေါ်လီကအေးဆက်ပင်မော့ကြည့်တယ်ပေါ်လီယာနာညစီစာစားပြီလားလို့မေးလိုက်တယ်ဟုတ်ကဲ့အန်တီပေါ်လီရောက်ချင်းမိဖို့ခန်းထဲကပေါင်မှုနဲ့နွားတို့ပဲကျွေးခိုင်းရတာငါစိတ်မကောင်းပေါ်လီယာနာဒါပေမဲ့သမီးတော့တကယ်ဝမ်းသာတဲ့အန်တီပေါ်လီသမီးကပေါင်မှုနဲ့နွားတို့ကြိုက်တယ်မမနန်စီကလေတိတ်ချစ်တယ်အဲ့အတွက်နဲ့တော့အန်ဒီပေါ်လီနည်းနည်းမှစိတ်မကောင်းဖြစ်ပါနဲ့လို့ပေါ်လီယာနာလေးကသူ့တို့ပြန်ပြောခဲ့ပေါ့နော်ဒေါ်ပေါ်လီကလည်းကလထိုင်ပေါ်မှာကိုရုတ်တရက်မမတ်ထားလိုက်ပြီးတော့ပေါ်လီယာနာအခုအိတ်ချိန်ရောက်ပြီးညီးလဲပင်ပန်းပြီးမနက်ဖြန်မှာအချိန်စင်းလောက်ကြမယ်ဝေစားတွေကိုစစ်ဆေးကြည့်ပြီးညီအတွက်ဘာဝယ်ရမယ်ဆိုတာကြည့်မယ်နန်စီစီကဖျောင်းနိုင်တောင်းထွန်ပြီးကောင်းကင်သွားမနက်စာကို9နာရီခွဲမှစားတယ်စင်းစားဖို့မမိနဲ့ကဲသွားတော့လို့ဆိုပြီးတော့ခလေးကိုစီကန်ကြီးနဲ့ခက်ပြက်ပဲပြောလိုက်တယ်ပေါ့နော်ပေါ်လီယာနာကလည်းလုံနေကြအလုပ်တစ်ခုလိုပင်သူ့တော်ကြီးဘေးသူကတ်လာပြီးတူတရဖက်လိုက်တယ်ပြီးမှအခုထိတော့သမီးဒီမှာပြောပါတယ်အန်ဒီပေါ်လင်နဲ့နေရတာကိုပြောမယ်ဆိုတာကိုလည်းသိပါတယ်ဒီကိုမလာခင်ကတည်းကပြောမှာပဲဆိုတာသိခဲ့တယ်သမီးသွားရတော့မယ်နော်လို့ရှင်တယောက်စာပြောရင်အခန်းထဲကိုပြေးထွက်သွားတယ်ဒေါ်ပေါ်လီလည်းအံ့အားသင့်၍ကြံရစ်ခဲ့ပေါ့နော်သူ့အပေါ်ကိုဒီလောက်ခက်တန်ဆက်ဆံနေကျင်နာနွေးထွေးမရှိဘဲနဲ့စားချိန်နောက်ကျလို့ပေါင်မုံနဲ့နွားတို့ပဲကျွေးပြီးတော့အပြစ်ပေးရတာမှခလေးကပြုံးရွှင်နဲ့သူ့ကိုပွေးဖက်နှုတ်ဆက်နေတော့မဲဆိုတော့သူလည်းပဲနည်းနည်းတော့အံ့အားသင့်ကြံခဲ့ပေါ့နော်အန်ပါရဲ့တော့တကယ်ရှာပါပဲလို့ဆိုကမျက်မှောင်ကျုံလိုက်ပြီးသူ့ကိုအပြစ်ပေးတာဝမ်းသာတဲ့ငါ့ကိုလည်းစင်မကောင်းမဖြစ်နဲ့ပြီးတော့ငါနဲ့နေရတာလည်းပျော်တယ်တဲ့အန်ပါရဲ့တကယ်လို့ရေရွတ်လက်ပြီးဖက်လက်ဆာစားကိုကောက်ကင်လိုက်တယ်ဒေါ်ပေါ်လီယာ15မိနစ်ခန့်အကြာမှာတော့အထက်ကိုကလေး
အားငယ်လျက်ရှိသောကလေးမပေါ်လီယာနာအရခင်းများကိုကြစ်ပေါင်ဆုပ်လျက်ရှာရင်ကောင်းကင်တမန်တွေကြားတဲ့ကဖေဖေရဲ့သမီးနည်းနည်းမှကစားလို့မရဘူးဆိုတာသိပါတယ်။တို့ပေမဲ့အခုလိုအမြင်ကြီးကမမောင်ခန်းနဲ့တယောက်တည်းအေးရတဲ့အခါမျိုးမှာဝမ်းသာစရာရဲ့လို့ဖေဖေကိုယ်တိုင်တောင်ရှာလို့တွေ့မယ်မဟုတ်ဘူး။မမနန်စီနားဖြစ်ဖြစ်အန်တီပေါ်လီအနားဖြစ်ဖြစ်ဆိုတုံးမယ်ဆိုပြီးတော့ကလေးကငိုရင်းနဲ့အိတ်သွားရပေါ့နော်။တကယ်တော့သူကပေါ်လီယာနာလေးကခလေးလေးတယောက်ပဲရှိသေးရဲ့လीနော်17နှစ်ဆိုတာအရန်ငယ်သေးရဲ့အဲ့အတွက်သူလည်းထက်ကိုထပ်မောင်မောင်ပိမ့်ပိမ့်နဲ့မှတယောက်တည်းအေးရတာအားငယ်ပြီးတော့ဝမ်းနဲ့ရှာရပေါ့နော်အောက်ထပ်မိဖို့ခန်းထဲကနန်စီကနောက်ကျနေတော့အလုံမြောက်အမြန်လုံးရင်နွားနို့ချိုင်တဲ့သူအဝတ်နဲ့ဒုတ်ထိုးစေးရင်အယုတ်လိုချင်တုံးဂျိုင်းတောက်ရတာဝမ်းသာစရာရှာတာတဲ့ယူပေါ်ပေါ်ကစားနေညိုနဲ့ငါကောင်ကကလေးမလေးရဲ့ပြေးစရာပုံးစရာကြောက်ဆောင်ထအောင်လုပ်ရမယ်ဆိုလဲငါတော့လုံမဲ့ကွယ်တကယ်ကလေးကိုငါအရင်တနာတာပဲချစ်လက်ချစ်မိတယ်လို့ပြောဆိုပြီးရေရွတ်နေလေရဲ့Thank you so much ဒီနေ့ကတော့အပိုင်းကားလေးကတော့လောက်ပါပဲရှင် Story by King